ဟုတ်မပြောတော့ဘူးကွာအိမ်ကကျွန်တော်ပါလားမပါလားတော့မသိသေးဘူးပေါ့နော်ဖုန်းကဆက်တယ်မရပြီးတော့ဝမ်းလက်တာသူဝမ်းလက်နဲ့ရပါတော့ဘယ်လိုကြောက်တယ်လဲဝမ်းနဲ့ရတယ်ကြောက်ရတယ်ဝမ်းနဲ့ရဘယ်လိုကြောက်လဲဆိုတော့ကိုကြိုးစားခဲ့တဲ့ဟာပေါ့နော်အရာထင်ခဲ့ပြီလို့ခံတာအရင်ဆုံးပြောချင်တာတော့ကျွန်တော်ရဲ့မိဘနှစ်ပါးရဲ့ဆရာသမားတွေကအားလုံးကျေးဇူးတင်ပါတယ်ဒီညထိအောင်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်ပရိသတ်တွေလည်းအားပေးပါဦးငါးချက်လေးဆိုတော့အခုကပထမဆုံးစီကိန်းပါဆိုတော့ရင်တော့ခုန်တာပေါ့နော်အရင်ဆုံးပြောချင်တာတော့ကျွန်တော်ရဲ့မိဘနှစ်ပါးရဲ့ဆရာသမားတွေကအားလုံးကျေးဇူးတင်ပါတယ်ဒီညထိအောင်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်ပရိသတ်တွေလည်းအားပေးပါဦးဟုတ်ပထမဆုံးပေါ့ဟုတ်ပထမဆုံးဖြစ်နေတဲ့အတွက်နည်းနည်းတော့ဒါဘယ်လိုလေးဖြစ်မိလဲသိရပါဘူးဝမ်းလက်တာသူဝမ်းလက်နဲ့ရပါတော့ဘယ်လိုကြောက်တယ်လဲဝမ်းနဲ့ရတယ်ကြောက်ရတယ်ဝမ်းနဲ့ရဘယ်လိုကြောက်လဲဆိုတော့ကိုကြိုးစားခဲ့တဲ့ဟာပေါ့နော်အရာထင်ခဲ့ပြီလို့ခံတာအကောင်းဆုံးကြိုးစားသွားပါမယ်လို့ဒီစီကင်းကိုလည်းเนาะကျွန်တော်တို့ line နဲ့ဒီပြန်လာကြမှာလေပြောချင်တယ် break တွေကတော့သွားတင်နေတယ်ကလည်းအများကြီး surprise တွေလုပ်အရန်တွေဟိုတိုက်ကြတယ်တွေ့ရတယ်ဆိုတော့သူ့ရဲ့အပင်းကဘယ်လောက်တောင်ရှိလဲအပင်းကလည်းတော်တော်များပါတယ်ခုစီကင်းပွဲတဲ့ရှိရเนาะဇက်ပွဲတွေကဇက်တိုက်ဆိုတော့သူတို့လည်းအားပေးမပြတ်အတိုင်းပေါ့เนาะဟိုအတင်းအသားတွေပေါ့เนาะအကုန်လုံးအားပေးကြပါတယ်အကုန်လုံးအမေနဲ့မိသားစုကလည်းနည်းနည်းပြောပြဘယ်လောက်ထိဒါကိုဒီပါတယ်ဆိုတဲ့အချိန်မှာသူတို့ကဘယ်လောက်ထိပြောရှင်းနေလဲဘယ်လိုလေးရှင်းနေလဲကွာအိမ်ကကျွန်တော်ပါလားမပါလားတော့မသိသေးဘူးပေါ့နော်ဖုန်းကဆက်တယ်မရပြီးတော့သူတို့လည်းပြောချင်ပြောကြမှာပါတချို့အဖန်နေနဲ့ပြောပြတယ်ပြောပြစီခြင်းနဲ့အိမ်ကလူတွေကဒီလိုမျိုးပေါ့စီးကိန်းဆိုတာတော့เนาะဒါတခြားလူတွေဖြစ်တဲ့ဆိုရင်စီးကိန်းပါတာမျိုးတော့ကိုယ်လူတင်ကြတာဆိုတော့ဟုတ်မပြောတော့ဘူး